Why? Sasa, no, can you? Ho, boy, okay. Jangan malam ni. Oh, si money. ကျွန်တော်တို့ဒီတစ်ခါမှဒါတေးအောင်ကနေပြီးတော့ဗောနော်တေးအောင်ကနေပြီးတော့ကျွန်တော်တို့သာသနာတောင်းကိုဆိုင်ကနေဂျိုင်လန်းတိုင်းဆိုင်ကမောင်းပြီးတော့ဒီတေးအောင်ကျွန်းဗောတေးအောင်ကျွန်းကိုကျွန်တော်တို့လိန်နဲ့တစင်သွားမှာဖြစ်ပါတယ်အဲ့ဒါဒီဟိုမှာကန်းကန်ငါဘာညာဗောနော်ဒါကျွန်တော်တို့ပေါ်ပင်းပြစ်မယ်နောက်ပြီးကစင်းပြစ်မယ်အဲ့တော့ဘာငါတွေရအောင်လဲကျွန်တော်တို့ဒူလိုက်ပါကြည့်ချိုဖိတ်ခေါ်ပါတယ်ဒီနေ့ဒါရာသီဥတုလည်းကောင်းတယ်ဗောနော်အဲ့ဒါပြီးချောင်းမှာတော့ရေတော့တယ်အမှပင်လယ်မှာတော့ကြည်ပါတယ်ကျွန်တော်ဟိုဘက်ကကောင်းလေးတောင်ကောင်းစိုးလေးတောင်စောင့်ရဖြစ်ပါတယ်ဒါပြီးရင်ကျွန်တော်သာသနာတောင်းကိုဆိုင်ကနေဝက်လောက်တော့မဟုတ်မှာပေါ့10မိနစ်လောက်တော့မောင်းအောင်မယ်10မိနစ်လောက်မောင်းအောင်မယ်သူကရေမစစ်ရင်လည်းဂျန်ရမောင်းလို့မရဘူးကုန်းကကြတော့လဲတောင်တွေတားယူဖြစ်တော့ဟိုလမ်းဆိုးတော့တက်ရတာအဆင်ပြေဘူးကျွန်တော်ရေစစ်ကလေးကိုနည်းနည်းစောက်ပြီးတော့ဂျန်ကိုဂျန်နေပြီးပတ်ပြီးတော့ကျွန်တော်တရားကျုံကိုတော့သာသနာတောင်းတော့ရောက်ပြီသာသနာတောင်းရောက်ပြီဒါကျွန်တော်တို့ဒီမှာလေးနဲ့အဆင့်ဆက်လက်ပြီးတော့ထွက်ခွာရမယ်ဆိုအကွက်တွေပေါ့ကျုံးကတော့ဒီတောင်းကွေးရဲ့ဟုတ်ပဲပါကျုံးနေကြီးပဲမှာပေါ်ပင်းနဲ့ဘန်းဆွဲရဲဆိုတော့ခေါ်တာကျသွားလားအေးရောပေါ့မရဘူးဟုတ်ပါကျိုးပါဟုတ်ပါတယောက်ကျိုးအဲ့တော့ကြောက်စွဲလို့မှချရလို့ပြောနေစိတ်ညစ်နေတာအရုပ်ကြောင်သွားလို့တော့ဘူးမကျတော့ကျုံးရောက်ခဲ့ပါပြီဟိုဘက်မှာများသွားပြီဒီကျုံးတစ်ပတ်ပတ်ပြီတစ်ပတ်ဒါလေးရညနေရကျွန်တော်တို့ပြန်လာခေါ်ပါပေါ့ဒါပဲအဓိကအဲ့တော့ပြင်ဆင်မယ်ရုပ်တွေတက်မယ်ပြင်ဆင်မယ်လေးတွေမစအောင်ထွက်ကြရတရုပ်ပြထားပါလေကျွန်းကနေဒါကျွန်တော်တို့ငားများဖို့နေရာဟိုးရှိရဟိုမမဲကြီးတောင်စွဲနားတွေမှာအဲ့လိုမျိုးအဲ့ဒီနားတွေမှာမြားမယ်ငရောင်ကြီးနဲတဲ့အကောင်ကြီးလားငရောင်ကြီးဝင်ကုတ်တွေစားလားကမ်းပါပြီးတော့ငိုးတွေအားကြီးပဲမှာလူလာလို့ဖဲသွားတာငါကြည့်ပါဦးဒါမျိုးကြီးပဲကွာခံလိုက်ရရင်
လိုက်โอเคအေးကြီးပါนี่เป็นดามูยอဖြစ်ပါလေมูยอလေးတင်ပါလေကောင်းလေးတော့လည်းသေးတယ်ကောင်းလေးနဲ့သေးပါလေကောင်းလေးနဲ့သေးပြီမလဲသေးမလဲသေးပြီပေါ့ကျိုးမှာရေပြည့်လာပြီရေပြန်ရှောမှာတခါထပ်ပြီးမြားရဖို့ကျိုးဟိုဘောကြီးတွေ့လာပြမယ်ဒီကျိုးမှာတခုဆိုတာရေပြည့်လာရင်တိတ်ပြီးနေစရာမရှိတာပေါ့မှာအကြီးဟုတ်ကဲ့ဒါလည်းကိုရေရောက်တယ်လို့ပြောလို့ဒါလည်းမှလာပြီးတော့တကယ်လို့ပကန်းရှာငါกินစားမယ်အပွက်တူမရရငါလေဒီမာကြီးနေရစချဲတာပလုံကောက်တဲ့ကောင်တွေဒီမှာတွေ့ပြီဟေးပလုံကောက်တဲ့ကောင်တွေကင်ပဲဒီပါညာပေါ့ဒီမှာမိမွေးပြီးတော့ကင်စားမယ်ပလုံကောက်ပြီးတော့ကျွန်တော်နေရပေါ့အေးရနေရဆိုဒီနေရာလေးပဲရှိတယ်ဒီမှာရေတမ်းကောက်သွားရန်ရေတမ်းကောက်တော့အကွက်တွေညနေထမ်းများမယ်ဟာကဲကြီးရထိုးရမလို့ခွန်အုပ်ပဲခဲရပါရင်မိုက်တယ်ခဲပါလေအခုဒီနော်ချက်ဖို့လားငါကျက်တော့ပါပြီဒီမှာစွဲမယ်ခံရပေါ့ဒီနေ့ပေါ့စားပြေးစားမှာတက်ရွရွပါရဲ့အိဖတ်နေရပါနေထားဟောတော့ဆောကြပါငါလုံးဆောကြပါအောင်လားဟုတ်အိကဟမ်ဟဲ့ပဲဒါမျိုးကဒီမှာပဲရမှာပဲလေအဓိကစားချင်းဒီလိုလားဆိုတော့ကွဒီပေါ့ဒီလာလဲမရမယ်ပလတ်စတစ်ပလုံကောက်တဲ့ကောင်လေးဆိုတော့ဒီလိုနေသားကြတယ်ကျန်ပလုံကောက်မယ်ဟာကင်လတ်ဆက်ဒီမှာကြီးအမြောက်လိုက်ပဲရှိုးနေရချိုးတော့ရှဲပါလုံးဝအဲ့ဒါမှခိုးဆိုတော့အကုန်လုံးပေါင်းပြီးသားလို့ပြောသွားတယ်ဘုံရှိကအရှင်းတဲ့ကွက်ဒီပဲဖိတ်စီကြီးနေမရှိတော့
ဒီတိုင်းကောင်းလားကောင်းဟုတ် ကင်မရာမန်နဲ့ဒါပြီးတော့ငတ်ပြီပေါ့ ကင်မရာငါဆမ်းပါစကြပါဦး ဖြစ်သွားပြီ ကျွန်တော်တို့ထုတ်အလွားကြီးစားစားအေးဘေးနှုတ်ကနေစားရ တေးဆောင်เนี่ย ဒီဆောင်နေနေအပေးယူမတက်ပြောရတယ်ဒီကောင်အဆိုးဆုံးပဲဒီကောင်လူသေးသလောက်မောင်ကက်ကလူသေးတော့စား ဒါပြ အလွာကြီးအလွာကြီးညို့လာတဲ့စကေးတွေကိုကြည့်တယ်ပါနှပြန်ကျော်နဲ့ငါးကင်နဲ့ ဒီနဘူး ရေနဘူးနဲ့ပြီးပြီဒါပဲသိုးတာပါဆော့ပေါ့နှမ်းနှောင်းလေးနဲ့ပေါ့ဒီမှာ ထဲတော့ ဒါကူပြန်ရောက်ပြီပေါ့ကျွန်တော်တို့ဒါငါသွားမြဘာငါတွေရလဲဆိုရင်ဟိုးအကိတ်တွေ တော့တော့ အကိတ် ပေါ် ပြ တယ် အကိတ်ပြအေး ဟိုး တော့ပါ ဟိုး အလုံးပေါင်း8កောင်လောက်9កောင်မိဖို့စားတယ်တကောင်ပြက်တယ်ကားရောက်ပြီအိမ်ပြန်မယ်